ဒီနေ့တော့အမတို့အိမ်သားမှာရှိတဲ့ငှက်ကလေးတွေကိုအစာကျွေးနဲ့အရန်လှပတဲ့အမေရိကန်ငှက်ကလေးတွေနဲ့မိတ်ဆက်ပေးပါမယ်။အခုမြင်နေရအနီရောင်ငှက်ကလေးကကြတော့ Northern Cardinal လို့ခေါ်ရပေါ့နော်။ Northern Cardinal မှာသူကအနီရောင်ရဲလေးပေါ့နော်အထီးလေးပေါ့နော်အထီးလေးကအဲ့လိုအနီရောင်ရဲလေးဖြစ်ပြီးအမလေးကအရောင်မတူဘူးပေါ့နော်။ပြီးရင်အမလေးကိုလည်းမိတ်ဆက်ပေးမှဖြစ်ပါတယ်။အမတို့အိမ်ကကြတော့အောက်ထက်ဆိုတော့လေအခုလိုမျိုးငှက်ကလေးတွေအစာကျွေးရွေးရတာအရန်စိတ်ချမ်းသာဖို့ကောင်းတယ်အရန်နဲ့ချစ်ဖို့ကောင်းတယ်။နောက်တဲ့ကနေလေးဆိုရင် तू ကညနေဘက်အစာရှာတဲ့အခါအမတို့အိမ်ပြန်ရောက်ပြီးဆိုရင် तू ကတိတယ်ပြီးရင်အစာလာတောင်းတယ်အစာမရှိဘူးဆိုရင်အစာလာတောင်းတယ်ပေါ့နော်အရန်ချစ်ဖို့ကောင်းတယ်အမတို့ကအစာအိတ်ကိုတော့ Costco ကနေပြီးတော့ဝယ်တယ်ပေါ့နော် Costco ကပေါင်40ကိုမှ$20လောက်ပဲပေးရတယ်ကျန်တဲ့နေရာတွေမှာဆိုဈေးနဲ့ပိုကြီးရပေါ့နော်အခုလိုမျိုးငှက်တွေကိုအစုံလင်အမတို့အများကြီးတွေ့ရတယ်စာကလေးတွေလည်းအများကြီးအုပ်လက်ကြီးလာစားတယ်ပြီးတော့ဒီလိုမျိုးတခြားသောငှက်ကလေးတွေလည်းအများကြီးလာစားတယ်ပေါ့နော် Northern Cardinal လေးကအရန်ကြောက်တတ်တာဖြစ်တဲ့အတွက်သူကခဏလေးစားပြီးပြန်သွားတယ်ပြီးတော့အခုလိုမျိုးအမောက်ထောင်ငှက်ကလေးတွေလည်းအရန်ချစ်ဖို့ကောင်းတယ်အမောက်ထောင်ငှက်ကလေးတွေလာစားတယ်ပေါ့နော်အရင်တော့ပထမဆုံးလာစားတော့လေတကောင်လေးပဲရှိရအခုလိုဝတ်တုံငှက်ကလေးလည်းမပါဘူးပေါ့နော်အမောက်ထောင်ငှက်ကလေးပေါ့နော်ပြီးတော့သူကနောက်ပိုင်းလဲကြောက်ရောမိသားစုလေးခေါ်လာတဲ့နဲ့အများကြီးပဲ9ကောင်10ကောင်လောက်ရောက်လာကြရဲပေါ့နော်လာရင်ငှက်ကလေးတွေကအမြဲတမ်းအခုလိုမျိုးစုံတွဲတွေလာတွေ့ရတယ်အရင်စိတ်ချမ်းသာဖို့ကောင်းတယ်ပေါ့နော်အမတို့ကအခုလိုငှက်စာလေးတွေလည်းကျွေးတယ်နောက်တဲ့ကာတင်နယ်လေးတွေနောက်ပြီးတော့ blue jay လေးတွေကကျတော့မြေပဲလေးချစ်တာဆိုတော့သူတို့အကောင်ကြီးတွေအတွက်မြေပဲလေးလည်းအမတို့ကျွေးတယ်ဒါလေးတွေကလေတဘာဝကပေးတယ်အရင်ချစ်စရာကောင်းတဲ့ဘရောမတန်မိုးမဖြစ်နိုင်တဲ့အရာလေးတွေအမတော့ထင်တယ်ပေါ့နော်မြင်ကွင်းလေးကလေအမတို့တိတ်ရမ်းတန်မိုးရှိတဲ့မြင်ကွင်းလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒေါ်လာကာတင်နယ်လေးကသူ့ရဲ့ဘေးမှာမြင်နေရတဲ့အစာလိုက်ကျွေးနေတဲ့အကောင်လေးကကျတော့ငှက်မလေးပေါ့နော်ငှက်မလေးကိုလည်းခေါ်လာပြီးတော့သူ့အမျိုးသမီးလေးကိုလည်းခေါ်လာပြီးတော့အစာကျွေးတယ်ပြီးတော့သူ့ဘေးနားမှာသားလေးလားသမီးလေးလားမသိတဲ့ငှက်ကလေးသေးလေးလည်းရှိလိမ့်မယ်တွေ့လိမ့်မယ်အဲ့ကောင်လေးကလည်းသူ့ရဲ့သမီးလေးတဲ့နော်ငှက်မလေးပေါ့နော်အဲ့ငှက်မလေးကိုလည်းသူအစာကျွေးတယ်ပေါ့နော်တော့အရန်ချစ်စရာကောင်းတဲ့မိသားစုလေးတစုကိုတွေ့ရတဲ့အတွက်အဲ့နေ့ကတော့ဆူတောင်းဖြစ်တယ်ပေါ့နော်ဝေးခွန်နေတဲ့မိသားစုတွေလည်းအများဆုံးအခုလိုမျိုးလည်းပြန်ပြီးဆက်ကြပြီးချစ်ခင်နဲ့တူနဲ့ထာဝရအမြဲတူရှိပါစေလို့အမြဲဆူတောင်းဖြစ်တယ်ပေါ့နော်အခုလိုမြင်ကွင်းလေးကြည့်ရဘဝတစ်သက်လုံးမမေ့နိုင်စရာမြင်ကွင်းလေးတစ်ခုပေါ့နော်နောက်တဲ့ကတိနေလေးမှမဟုတ်ပါဘူးတခြားသောငှက်ကလေးတွေစာကလေးတွေလည်းအဲ့လိုမျိုးလာပြီးမိသားစုနဲ့တူလာစားကြတယ်အစာတွေခွန်ကျွေးကြတယ်ဒီဟာဒီကကလေးတွေပေါက်ဖွားပြီးကလေးတွေအတောင်မှန်တင်ကားစအစာရှာကားစအရွယ်လေးတွေဆိုတော့သူတို့တွေလာပြီးတော့ငှက်ကလေးတွေနဲ့တူလာကြတာပေါ့နော်ဒီငှက်ကလေးတွေကြတော့blue jay လို့ခေါ်ပါတယ် blue jay တွေကျတော့အကောင်နည်းနည်းလေးကြီးတယ်နောက်တစ်ခုကကျတော့နည်းနည်းလေးစွာတယ်ပေါ့နော်ပြီးတော့သူကလူမကြောက်တတ်ဘူးဥမာအစာလာတောင်းတာမျိုးဆိုရင်သူကအစာသူစကြိုက်တဲ့မြေပဲမရှိဘူးဆိုရင်အစာလာတောင်းတယ်ပေါ့နော်အစာလာတောင်းတဲ့အခါကျရင်လည်းအမတို့ကအစာကျွေးလို့မှတော်တော်နဲ့မထွက်ဖြစ်ဘူးဆိုရင်သူကအတကုံအော်ဟစ်နေတာပေါ့နော်အရင်ချစ်ဖို့ကောင်းတဲ့ငှက်ကလေးတွေမှာလည်းပါပါတယ်အခုမြင်ရတဲ့ငှက်ကလေးကဂျုံငှက်ကလေးပေါ့နော်ဂျုံငှက်ကလေးကလည်းအခုလိုမျိုးပဲအစုံလိုက်လာကြတာပေါ့နော်မိသားစုအစုံလိုက်ကလေးလာကြတာအရန်ကြည့်လို့ကောင်းပါတယ်အရန်ချစ်စရာကောင်းတဲ့ငှက်ကလေးကိုအမှန်တူလိုက်ပြီးတော့ကြည့်ပေးပါဦးနော်